ကျွန်တော်ဝင်ငါမဲ့နှုတ်ကပတ်တော်ကတော့ချစ်ချင်းမေတ္တာဖြင့်တည်ဆောက်သောအိမ်ထောင်ဆိုတဲ့နှုတ်ကပတ်တော်အပြင်ဝေမျှခွန်အားပေးသွားခြင်းပါတယ်အိမ်ထောင်မှာအရေးအကြီးဆုံးကချစ်ချင်းမေတ္တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ချစ်ချင်းမေတ္တာနဲ့တည်ဆောက်တဲ့အိမ်ထောင်ဟာကြည်လိုက်တဲ့အခါမှာပျော်ရွှင်ခြင်းတွေဝမ်းမြောက်ခြင်းတွေငြိမ်သက်ခြင်းတွေပြည့်စုံုံသာမကဘဲနဲ့အိမ်ထောင်တစ်ခုရဲ့အရသာကို 100% အပြည့်အဝခံစားရတယ်။အဲ့လိုမျိုးခံစားတဲ့အခါမှာအိမ်ထောင်ရေးပြဿနာဖြစ်ပြီးမှကွဲဖွာအကြောင်းမရှိတော့ဘူး။ဒါပေမဲ့ချစ်ချင်းမေတ္တာနဲ့မတီးဆောက်ထားဘူးဆိုရင်ရန်ဖြစ်မယ်တယောက်နဲ့တယောက်ဒေါသအမျက်ထွက်မယ်နော်တယောက်နဲ့တယောက်မကြည့်ချင်လာတော့ဘူးပြီးရင်နောက်ဆုံးဘာဖြစ်မလဲဆိုရင်အိမ်ထောင်ကြတာတော့မှနော်နောင်တရတယ်လို့ခံစားသွားမယ်အဲ့ဒါကချစ်ချင်းမေတ္တာနဲ့မတီးဆောက်တဲ့အိမ်ထောင်ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့အိမ်ထောင်ကိုချစ်ချင်းမေတ္တာနဲ့တီးဆောက်ဖို့အတွက်ဒီနေ့တစ်နှစ်လုံးကကျွန်တော်နှုတ်ကပတ်တော်ကိုပြင်ဆင်ထားတဲ့အရာတွေကချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်တွေပဲဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အိမ်ထောင်ကိုချစ်ချင်းမေတ္တာနဲ့ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့အပိုင်းကိုဒီကနေ့ညမှာအထူးဝေမျှခွန်အားပေးသွားမယ်တချို့ကတော့ချစ်ချင်းမေတ္တာနဲ့အိမ်ထောင်ကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုမသိကြဘူးဆိုတော့ကျွန်တော်အနေနဲ့ဒီကနေ့ညမှာအတိကပြောချင်တာကချစ်ချင်းမေတ္တာဆိုတာကဖျားစီကနေလာတယ်ဆိုပြီးမှအရင်အပတ်ကဝင်ငါဖြစ်ပြီးသားဖြစ်တယ်ဒါကြောင့်ချစ်ချင်းမေတ္တာကဖျားစီကနေပဲရနိုင်တယ်ဒါကြောင့်လောကမှာကတော့ဘလိုမျိုးနော်အချစ်နဲ့ပတ်သက်ပြီးမှအများကြီးပြောထားတာရှိတယ်ဒါပေမဲ့အဲ့ဒီရဲ့အားလုံးရဲ့အရင်အမြစ်ကဖျားသခင်စီကနေပဲလာတယ်ဒါကြောင့်မို့ချစ်ချင်းမေတ္တာအကြောင်းကိုအနည်းငယ်လေးပြောပြချင်တယ်နော်လူငယ်တွေလူပြူတွေလည်းပါတယ်နော်အိမ်ထောင်မကြတဲ့သူတွေလည်းပါတယ်နောင်မှာကိုအိမ်ထောင်ကြလာခဲ့ရင်ဒီအချက်လေးတွေနဲ့အိမ်ထောင်ကိုတိဆောက်သွားဖို့အတွက်လည်းကျွန်တော်အနေနဲ့တစ်ဆက်သေးမှာအားပေးချင်တယ်ကဲအချစ်အကြောင်းကိုပြောမယ်အချစ်မှာနှမျိုးရှိတယ်ချစ်တတ်သူနဲ့အချစ်ရှိသူနဲ့ကဲချစ်တတ်သူနဲ့အချစ်ရှိသူနဲ့ဘာကွာတယ်လဲစဉ်းစားကြည့်အောင်အချစ်ရှိသူကပြောမယ်ဆိုရင်တော့သုံးစားလို့မရတဲ့အချစ်ပါအချစ်ရှိတယ်ဒါပေမဲ့အသက်တာထဲကနေချစ်ချင်းမေတ္တာကိုမစီးထွက်ဘူးသူတစ်ပါးအတွက်တိဆောက်เสียအကြောင်းမရှိဘူးတချို့ပြောတတ်တယ်ကိုမိန်းမကိုယောက်ျားကိုအိမ်ထောင်နော်လက်ထက်တဲ့နေ့ပဲချစ်တယ်လို့ပြောပြီးမှဒီနေ့ဒီချိန်ထိချစ်တယ်လို့တခွန်းမှမပြောတဲ့အိမ်ထောင်လည်းအများကြီးကျွန်တော်ကြားဘူးတယ်ကျွန်တော်ကချစ်ချင်းမေတ္တာအကြောင်းတွေဝေငှတဲ့အခါမှာအိမ်ထောင်ရေးနဲ့ပတ်သက်တဲ့အခါဇနီးမောင်နှံကအမြဲတမ်းချစ်ချောင်းကိုပြောဖို့လိုအပ်တယ်အဲ့ဒီအခါမှာနှလုံးသားပိုရင်းနှီးလာတယ်ပိုပြီးမှ close နော်ရင်းနှီးကျွမ်းဝင်လာတယ်ပိုပြီးမှကျွန်တော်တို့ကဘာဖြစ်လဲလင်မယားကသစိမ့်လို့မဟုတ်ဘဲနဲ့တသွေးတသားသေးနဲ့ဖြစ်လာတယ်စိတ်တူကူတူဆိုတာကမွေးကလေးနဲ့တော့မတူပါဘူးဒါပေမဲ့ချစ်ချင်းမေတ္တာနဲ့နော်တီးဆောက်သွားတဲ့အခါမှာစိတ်မတူတဲ့အရာတွေတူလာတယ်အသွေးအသားမတူတဲ့အရာတွေခံစားချက်မတူတဲ့အရာတွေတူလာတာဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာတည်ဖို့အတွက်ကအချစ်ရှိနေုံလေးနဲ့ဘာမှလုပ်လို့မရပါဘူးချစ်တတ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တယ်ချစ်ချင်းမေတ္တာမှာခုနပြောသွားတဲ့နှမျိုးချစ်တတ်သူနဲ့အချစ်ရှိသူနဲ့ဆိုတော့အချစ်ရှိနေတာကောင်းပါတယ်ဒါပေမဲ့တစ်ဖက်သားမှာနော်ရည်ချင်းငိုချင်း feeling တစ်ခုခုကိုဘာမှထိရောက်စွာမတက်ရောက်ဘူးဒါကြောင့်မို့သုံးစားလို့မရအောင်ဒါပေမဲ့ချစ်တတ်တဲ့အခါမှာကိုယ့်ရဲ့အချစ်တွေကိုကိုယ့်ဇနီးကခံယူတဲ့အခါမှာကိုယ့်သားသမီးတွေကကိုယ့်ရဲ့အဖေဆိုတဲ့မေတ္တာကိုရရှိတဲ့အခါမှာအဖေမေတ္တာဆိုတဲ့တခြင်းတွေအဖေမေတ္တာဆိုတဲ့ကြပြတွေအများကြီးစီးထွက်လာနိုင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဖခင်များချစ်တတ်တဲ့နှလုံးသားနဲ့အသက်ရှင်ဖို့အားပေးခြင်းနဲ့ဒါကြောင့်မို့တချို့ကတော့အယမ်းချစ်တတ်ပါတယ်နော်နှုတ်ကနေလည်းချစ်တယ်လို့ဝန်ခံတတ်ပါတယ်ကျွန်တော်အနေနဲ့အခုချိန်မှာဖိတ်ခေါ်ခြင်းနဲ့ကျွန်တော်တို့နှုတ်ကနေတခွန်းလောက်ဝန်ခံရအောင်ကိုမိန်းမကိုအာယုံပြုတ်ပြီးမှ I love you darling လို့တစ်ချက်လောက်ပြောရအောင်နော်1 2 3 I love you darling ကဲပြောကြည့်အောင်နော်အတန်မကြေသေးဘူးနော်1 2 3 I love you darling နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနှုတ်နဲ့များဝန်ခံမှနှလုံးသားထဲကနဲ့ပို့ပြီးမှချစ်တတ်လာတာဖြစ်တယ်ကျွန်တော်တို့နှလုံးသားထဲမှာနှလုံးသားထဲမှာရှိတဲ့ချစ်ချင်းမေတ္တာကိုမိမမသိဘူးနှုတ်ကနေ action ဆိုတာလိုအပ်တယ်ကျွန်တော်တို့ home set leader ဒီနေ့
နော်ဘာလဲ fake emotion cell နော် okay motion နော်လှုပ်ရှားတဲ့နော်ယုံကြည်ခြင်းဆိုတာလှုပ်ရှားမယ်လှုပ်ရှားတဲ့အခါမှာကြီးထွားမယ်ဆိုတဲ့အတိတ်ပဲဆိုတော့အဲ့လိုပဲချစ်ချင်းမေတ္တာဆိုရင်ရင်ထဲမှာတိမ်ထားလို့ဘယ်သူမှမခံစားရအောင်ဒါကြောင့်ကိုယ့်အမေအဖေကို I love you daddy I love you mommy ပြီးကိုယ့်သားသမီးကို I love you နော်ကျွန်တော်ဆို baby လို့ပဲခေါ်တယ်ကျွန်တော်ကလေးတွေသူတို့လည်းကျွန်တော်နားမှာလာတယ်ကျွန်တော်လည်းအမြဲတမ်းချစ်တယ်လို့ပြောပေးတယ်ကျွန်တော်အမျိုးသမီးကိုလည်းအဲ့လိုမျိုးပဲနော်ချစ်တယ်လို့ပြောပေးတယ်သူ့ဘက်ကဘာပဲပြန်စားလာကိုကချစ်တယ်လို့ဝန်ခံလာတဲ့အခါမှာအဲ့ဒီချစ်ချင်းမေတ္တာကပေါင်းစည်းသွားတဲ့အခါမှာတကယ်ပဲသူတို့ဘက်ကနဲ့မေတ္တာကရောင်ပြန်ဟပ်လာတယ်ကျွန်တော်ကအသက်မကြီးသေးပါဘူးဒါပေမဲ့မိသားစုရဲ့အရာတာ 100% ကျွန်တော်ခံစားရတယ်ဒီအရာကိုမိတ်ဆွေကိုလည်းရစေချင်တယ်အိမ်ထောင်ကြတော့နှစ်ပေါင်းများစွာကြာနေပြီမိသားစုအရာတာမခံစားရအဲ့လိုပြောလို့ကလေးရှိမှလို့မပြောပါဘူးကလေးမရှိရင်လည်းလင်မယားနှစ်ယောက်လည်းချစ်လို့ရတယ်အဲ့ဒီတယောက်နဲ့တယောက်ချစ်တဲ့ဟာပေါင်းစည်းသွားပြီးမှတသွေးတသားအထိဖြစ်သွားဖို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဒါဆိုရင်အိမ်ထောင်ရဲ့အရာတာကိုခံစားရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ချစ်တယ်လို့ပြောတဲ့အရာကိုကျွန်တော်တို့နော်ဝန်မလေးကြရအောင်ချစ်တယ်လို့အမြဲတမ်းမိသားစုမှာနော်အတင်းတော်မှာကျွန်တော်တို့ဝန်ခံရအောင်အတင်းတော်မှာဆိုလဲဒီမှာညီအကိုတွေဘလောက်ချစ်စရာကောင်းလဲအချစ်နဲ့ပဲကျွန်တော်တို့တိဆောက်ရအောင်ကျွန်တော်မှလည်းအားနည်းချက်ရှိနိုင်တယ်ဥဆောင်တဲ့ EC leader တွေခေါင်းဆောင်တွေအမျိုးမျိုးနော်ဖက်မှာဥဆောင်နေတဲ့သူတွေအားနည်းချက်အတချက်ရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနဲ့တုတ်ပြန်ရမှာကချစ်ချင်းမေတ္တာနဲ့ပဲတုတ်ပြန်ပါကျွန်တော်ဆိုရင်ချစ်ချင်းမေတ္တာနဲ့ပဲတုတ်ပြန်တယ်ကိုချစ်တာမချစ်တာကျွန်တော်တိတ်ဆိတ်ဝင်စားအောင်ဘာကြောင့်လဲဆိုတော့လူကအကောင်းပဲလို့အဆိုးမြင်တဲ့သူတချို့ရှိပါတယ်ဒါပေမဲ့ကိုကအဲ့ဒီလူတွေကိုလည်းချစ်ရမယ်ကိုချစ်တဲ့သူကိုလည်းချစ်ရမယ်ဆိုတဲ့အခါမှာကိုယ့်ဘက်ကနဲ့ 100% ချစ်ချင်းမေတ္တာပြနေတဲ့အခါမှာဖယားရှိမှရင်ဆိုင်ရတော့မယ်ဆိုလဲရှင်းတယ်ဘာမှကျွန်တော်တို့ Brisbane ကနေဒီကိုပြောင်းလာတယ်ဘာမှပြောစရာမရှိဘူးဖယားရှိလူရှိမှလဲရှင်းတယ်ကျွန်တော် Brisbane မှာရောက်သွားတယ်တင်းဦးဆရာကနေရာပေးတယ်သူ့အိမ်မှာနော်ပေးတယ်ဆရာ4ယောက်ရှိတယ်စီနီယာတွေပါဒါပေမဲ့ကျွန်တော်ကိုချစ်တော့ကျွန်တော်ကိုခင်တော့နေရာပေးတယ်ပြောချင်တဲ့သဘောကကျွန်တော်တို့မိသားစုကချစ်ချင်းမေတ္တာနဲ့ပဲနေရာတကာမှာတည်ဆောက်တဲ့အခါမှာကျွန်တော်တို့အတွက်ကောင်းကြီးပဲဖြစ်တယ်ဒါကြောင့်မိတ်ဆွေရဲ့တည်ဆောက်ခြင်းမိတ်ဆွေရဲ့နှလုံးသားတွေကနဲ့ချစ်ချင်းမေတ္တာနဲ့တည်ဆောက်ခြင်းဟာမိတ်ဆွေရဲ့ဘဝမိတ်ဆွေရဲ့မိသားစုအတွက်ကောင်းကြီးမင်္ဂလာဖြစ်စေတယ်ဆိုတဲ့အကြောင်းအရာကိုအဓိကပြောချင်တယ်မချစ်တတ်ရင်နေ့ရာရောက်တယ်မချစ်တတ်ရင်နေ့ရာရောက်တယ်တခါလေကျွန်တော်တို့ကအလိုလိုက်နေတာဟာချစ်တယ်လို့ထင်တတ်ကြတယ်မဟုတ်ဘူးအလိုလိုက်နေတာဟာနှစ်ရရောက်တယ်နော်မိမတောင်းတိုင်းပေးနေမယ်ယောက်ျားတောင်းတိုင်းပေးနေမယ်ကလေးတွေတောင်းတိုင်းပေးနေမယ်ဆိုရင်အဲ့ဒီကလေးကပျက်စီးမှာတေးချတယ်ဥပမာဆိုပါစို့မိတ်ဆွေရဲ့သားသမီးတွေကိုအမြဲတမ်းဖုန်းတောင်းတိုင်းဖုန်းကြီးပဲပေးနေမယ် iPad တောင်းတိုင်း iPad ကြီးပဲပေးနေမယ်သူတို့ဘာတောင်းတဲ့အရာတွေအားလုံးပေးနေမယ်ဆိုရင်ကျွန်တော်တို့ပျက်စီးသွားမှာနော်ကျွန်တော်ကတောင်းတရခဲ့တဲ့သားဖြစ်တယ်ကျွန်တော်အမေကျွန်တော်ကရမ်းချစ်တယ်အဲ့ဒါဘဝနဲ့ရင်းလို့တိခဲ့တဲ့ဘဝရဲ့ဘူတုတလေးကိုရှေးတာပါဒါကြောင့်ကျွန်တော်သမီးတွေကိုကျွန်တော်ချစ်တယ်ကျွန်တော်ကလေးတွေကိုကျွန်တော်ချစ်တယ်ဒါပေမဲ့နှစ်ရမရောက်အောင်အလိုမလိုက်ဘူးတမာတရားနဲ့သူတီဆောက်တယ်တမာတရားနဲ့ control နဲ့စီးစနစ်နဲ့စီကန်းနဲ့တီဆောက်လာတဲ့အခါမှာသားသမီးတွေလည်းဖယားကိုချစ်လာတယ်ဖယားကိုချစ်လာတဲ့အခါမှာကိုလည်းဝမ်းမြောက်ရတယ်မိတ်ဆွေကျွန်တော်အနေနဲ့ပြောချင်တာကသားသမီးကိုမချစ်နေလို့မပြောပါဘူးချစ်ပါသူ့အချိန်နဲ့သူပေါ့ကျွန်တော်ဆို Monday to Friday သူတို့ကို TV no iPad no လောကအရာမကြည့်နဲ့ကြည့်မယ်ဆိုရင် worship sound ကြည့်နော် Sunday school sound တွေကြည့်ပြီးရင်ဖယားနဲ့ပတ်သက်တာကြည့် worship တွေ practice လုပ်ကြဒါမဲ့တခြားဘာမှကြည့်လို့မရအောင် Monday to Friday ညနေဆိုတော့ကြည့်ခိုင်းတယ်ဒါပေမဲ့ကျွန်တော်တို့မိသားစုကအမှုတော်မှာပဲ24 hour သွားနေတော့ Saturday Sunday ဆိုလည်းအိမ်မှာတိတ်မရှိဘူးလေဒါကြည့်ချိန်တိတ်မရှိဘူးဆိုတော့အဲ့လိုလောက်လာတဲ့ခါမှာသူတို့ရဲ့နှလုံးသားထဲမှာ empty ဖြစ်လာတဲ့ခါမှာကျန်းပိုက်တွေတွန်ပေးထိတ်လေဝင်တယ်ဘာလို့သူ့မှာဘာမှမရှိဘူးဥမာ game ပဲဝင်နေမယ်မဟုတ်တခြားပြည့်နေမယ်ဆိုရင်ထိတ်လို့မရတော့ဆိုတော့ဒီက Sunday school ဆရာမတွေထိတဲ့ဟာဝင်လို့ရအောင်ကျွန်တော်တို့မိဘတွေက empty လုပ်ပေးထားဖို့အင်မတန်မှအရေးကြီးတယ်ပြောချင်တာကမချစ်တတ်ရင်နေ့ရရောက်တယ်ကိုမရှိတဲ့နောက်မှာ
တာသမီတွေဟာဖះရဲ့အမှုတော်မှာမပါဝင်ချင်တော့ဘူးဖះကိုမချစ်ချင်တော့ဘူးလောကအရာနောက်လိုက်သွားမယ်ဆိုရင်ကျွန်တော်တို့ကိုဖះကမေးမှာနော်နင့်ကိုပေးထားတဲ့တာသမီတွေကိုဘယ်လိုမျိုးလမ်းပြခဲ့လဲဒီနေ့ဖះရှိမှလေကျွန်တော်တို့ပြောလို့ရအောင်ကျွန်တော်နှုတ်ကပတ်တော်တမာတရားနဲ့တုံတင်ဖို့လိုအပ်တယ်မချစ်နဲ့မပြောဘူးချစ်ပါဒါပေမဲ့အလိုမလိုက်ပါနဲ့အလိုလိုက်ရင်နှစ်ရရောက်ပြီးမှတမာတရားနဲ့လွဲပြီးမှလမ်းမရောက်ပြီးမှပျက်စီးမဲ့လမ်းကိုပဲရောက်သွားမှာဖြစ်တယ်ဆိုတော့ကိုကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ဒီနှုတ်ကပတ်တော်တမာကျမ်းစာမှာလဲအေလိဆိုတဲ့ဖះရဲ့လူတယောက်အကြောင်းကိုပြောခြင်းနဲ့သူကမချစ်တတ်ပဲနဲ့သားသမီးနဲ့မိသားစုကိုနစ်ခဲ့တဲ့သူတယောက်ဖြစ်တယ်တကယ်ပဲဖះအသုံးပြုတဲ့ဖះရဲ့လူဖြစ်ပါတယ်တကယ်ပဲပရိုဖက်ကြီးဖြစ်ပါတယ်ဒါပေမဲ့လေသူကဘာဖြစ်လဲဆိုတော့သားသမီးတွေကိုဖះရဲ့တရားနည်းလမ်းအတိုင်းလမ်းမပြဘူးကြိတ်တယ်လို့နေကြိတ်တယ်လို့အသက်ရှင်ခိုင်းတဲ့အခါမှာနောက်ဆုံးမှာသားသမီးတွေဟာပျက်စီးဆုံးရှုံးပြီးမှတေခဲ့ရတယ်သူကိုယ်တိုင်လည်းဖះပိတ်သိမ့်ထားပေမဲ့ဖះဆက်ပြီးမှတုံးလို့မရတဲ့အခြေအနေရောက်သွားတာဖြစ်တယ်ကျွန်တော်ကျမ်းပိုက်ဖတ်ခြင်းနဲ့တိယာခန်းကြီးနှစ်စနစ်နဲ့တိယာနှစ်20နှစ်တိယာ4 30ကိုစက်တိုက်ဖတ်ခြင်းနဲ့အေလိသားတို့သည်ထာဝရဘုရားကိုမသိအသမလူဖြစ်ကြ၏အေလိသည်အသက်ရွယ်လွန်သောအခါသူဤသားတို့သည်ဣတေလလူအပေါင်းတို့၌ပြုသည်မြကို၎င်းပရိသတ်စည်းဝေးရာတေးတော်တကားနာမှာစည်းဝေးသောမိမနှင့်မာယွန်းကြောင်းကို၎င်းကြားသိလျင်တိယာခန်းကြီး4အငယ်30နဲ့17မှာဖိလိတိလူတို့သည်စစ်တိုက်သဖြင့်ဣတေလအမျိုးရှုံးပြန်၍လူတိုင်းမိမိနေရာသို့ပြေးလေ၏ကြီးစွာသောလှုပ်ကြံခြင်းဖြစ်၍ဣတေလခြေတေသူရေ3000တို့သည်တေကြ၏ဘုရားသခင်၏တိတာတော်သည်ရန်သူတို့လက်သို့ရောက်၍ဣလိဣသားဟာဖိနေနဲ့ဖိနေဟတ်တို့နေရောက်တို့သည်အသက်ဆုံးလေ၏တဲ့အခုကျွန်တော်ဖတ်သွားတဲ့ကျမ်းစာကိုဖတ်ကြည့်တဲ့အခါမှာအေလိရဲ့သားတွေကဖះကိုမသိဘူးတဲ့ဖះကိုမသိတဲ့လူလိုအသက်ရှင်တယ်တဲ့ပြီးသူတို့ကနော်လောကသားတွေနည်းတူပဲဒုစရိုက်အပြစ်ကိုလုပ်ပြီးမှအသက်ရှင်တယ်တဲ့ပြီးရင်အားလုံးသိကြတဲ့အတိုင်းပဲဖះရဲ့အလုပ်ကိုသူ့သားသမီးတွေကလုပ်တယ်ဖះကိုယိုသေးခြင်းလည်းမရှိဘူးကြောက်ရွံ့ခြင်းလည်းမရှိဘူးဆိုတဲ့အခါမှာသားသမီးတွေလမ်းမရောက်သွားတာကိုမိဘတယောက်အနေနဲ့ကောင်းကောင်းမတွင်တင်ခဲ့တဲ့အခါမှာဖယားခင်ကသူ့ရဲ့သားသမီးတွေကိုလည်းဆက်ပြီးမှကောင်းကြီးပေးလို့မရဘူးနောက်ဆုံးနော်ရန်သူရဲ့တက်ချင်းတေချင်းမှာဆုံးရှုံးခဲ့တယ်ပြီးရင်အေလိကိုယ်တိုင်လည်းဖယားကဆက်သုံးလို့မရတော့ဘူးတရားဟောရာကျမ်းအခန်းကြီး6နဲ့တိကနဲ့ခွန်လောက်မှာဖတ်ကြည့်တဲ့အခါမှာသားသမီးတွေကိုထိုင်လက်နေပြီးစေထားလက်နေပြီးစေဆုံးမပါတဲ့ဆိုတော့ကျွန်တော်တို့ယုံကြည်သူဖျားသားသမီးတွေဟာဖခင်နေရာမှာထားပြီးမှလူသားသမီးတွေကိုနော်လက်ညှိုးထိုးခိုင်းစားဖို့မဟုတ်ပါဘူးတမန်တရားနဲ့လမ်းပြပို့ဆောင်ပြီးမှအာဗြဟံဣဇက်တာဝိဆိုတဲ့နော်တားစင်မြင့်တဲ့ဖျားဘုန်းတော်ထင်ရှားခဲ့တယ်လို့မိတ်ဆွေအားဖြင့်မိတ်ဆွေရဲ့နှုတ်ကပတ်တော်တမန်တရားအားဖြင့်လမ်းပြခြင်းအားဖြင့်ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဘုရားသခင်အလိုတော်ရှိတယ်ဒါကြောင့်မို့ဒီနေ့အေလိဆိုတဲ့ပုဂ္ဂိုလ်ဟာဖျားရွေးကောက်ထားတဲ့သူဖျားအသုံးပြုထားတဲ့သူဖြစ်ပေမဲ့ဖျားရဲ့နီးလန်းအတိုင်းသားသမီးတွေမိသားစုကိုဥမဆောင်ဘူးချစ်ပေမဲ့မချစ်တတ်တော့နှစ်ရရောက်သွားတဲ့အခါမှာအလိုတွေလိုက်တဲ့အခါမှာပျက်စီးဆုံးရှုံးခြင်းအမင်္ဂလာနဲ့ပဲအဆုံးသတ်ခဲ့တာဖြစ်တယ်။ဒါကြောင့်ချစ်တော်သမားမေစင်ကြီးကိုမောင်နှမများကျွန်တော်တို့မိသားစုကိုနှုတ်ကပတ်တော်တမန်တရားနဲ့အညီချစ်ချင်းမေတ္တာနဲ့တည်ဆောက်တတ်ဖို့အားပေးခြင်းတယ်။ဖျားသခင်ကလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းရတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ဆင်ခြင်းရအောင်ဖျားသခင်ကလူမိန်းမနဲ့လူယောက်ျားကိုဖန်ဆင်းရခြင်းအကြောင်းရင်းကရန်ဖြစ်ဖို့တတ်မဟုတ်ပါဘူးတယောက်နဲ့တယောက်နော်အနိုင်ကျင့်ဖို့လည်းမဟုတ်ပါဘူးဘာလို့ဖို့လဲဆိုရင်ချစ်ဖို့ဖြစ်တယ်တယောက်နဲ့တယောက်ချစ်ဖို့ဖြစ်တယ်တယောက်နဲ့တယောက်ထောက်မပြီးမှကူညီအားပေးဖို့အတွက်ဖြစ်တယ်တချို့ကပြောတတ်ကြတယ်မိန်းမရတာမကောင်းဘူးတဲ့နှုတ်ကပတ်တော်ကမကောင်းဘူးလို့မပြောထားပါဘူးတုတ်တန်အခန်းကြီး18အငယ်20မှာမယားကိုရတော့သူသည်ကောင်းသောရာကိုရ၍ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရ၏မယားကိုရတဲ့သူကတဲ့ကောင်းသောအရာကိုရတယ်ဒါကြောင့်ဘုရားခင်ကမိတ်ဆွေနဲ့ကျွန်တော်ကိုအကောင်းဆုံးသောမိန်းမကိုဖန်ဆင်းပေးခဲ့တာဖြစ်တယ်ဘုရားခင်ရဲ့ဖန်ဆင်းခြင်းကိုကြည့်ပါ1ရက်2ရက်3ရက်4ရက်5ရက်6ရက်ဖန်ဆင်းပြီး
ဖယားကြီးဖန်ဆင်းခြင်းမှာအကောင်းဆုံးလို့ဖန်ဆင်းခဲ့တယ်ဒါပေမဲ့အဲ့ဒီဖန်ဆင်းခြင်းအားလုံးပြီးသွားတဲ့အခါမှာတဲ့ယောက်ျားတွေအတွက်လိုအပ်တဲ့လူမိန်းမကိုဖန်ဆင်းဖို့လိုအပ်တယ်ဆိုတော့ကိုဘုရားကတည်တဲ့အခါမှာလူရဲ့နံယိုးကနဲ့ထုတ်ပြီးမှလူမိန်းမကိုဖန်ဆင်းခဲ့တာဖြစ်တယ်ပြောချင်တာကဘုရားသခင်ကပြည့်စုံစွာဖန်ဆင်းပြီးတဲ့နောက်မှာပို့ပြီးမှပြည့်စုံသွားအောင်ဒီနေ့အမျိုးသမီးတွေကိုဖန်ဆင်းခဲ့တာဖြစ်တယ်ဒါကြောင့်ဘုရားသခင်အမျိုးသမီးတွေကိုဖန်ဆင်းပေးခဲ့တာဟာမိတ်ဆွေနဲ့ကျွန်ုပ်ယောက်ျားသားတွေအတွက်အထူးလက်ဆောင်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်အနေနဲ့အားပေးခြင်းနဲ့အရင်တစ်ပတ်ကနော် lady group ပါကျွန်တော်ကိုနှုတ်ကပတ်တော်အချိန်ပေးတဲ့အခါမှာကျွန်တော်အဲ့ဒီအကြောင်းကိုဝင်ငါခဲ့တယ်အမျိုးသမီးတွေဟာကိုတန်ဖိုးထားပါဘာကြောင့်လဲလောကကြီးနဲ့အမျိုးသားတွေအတွက်အကောင်းဆုံးဘုရားခင်က special gift အနေနဲ့လက်ဆောင်အနေနဲ့ဖန်ဆင်းခဲ့လို့ကိုတန်ဖိုးထားပြီးမှဘုရားခင်ရဲ့အကြံစီတော်နဲ့အညီကိုယ့်ရဲ့ခင်မွန်သားသမီးမိသားစုအိမ်ထောင်မှာတည်ဆောက်ဖို့အတွက်ကျွန်တော်အနေနဲ့အားပေးခဲ့တာဖြစ်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့ပြောချင်တယ်အမျိုးသမီးမယားတွေဆိုတာကဘုရားခင်ကျွန်တော်တို့ကိုအကောင်းဆုံးပန်ဆင်းပေးခဲ့တဲ့လက်ဆောင်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့တန်ဖိုးထားပြီးမှချစ်ဖို့အတွက်ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ပြီးရင်ကိုလိုတဲ့အခန်းကြီး3အငယ်19မှာအချင်းယောက်ျားတို့ကိုခင်မွန်းကိုချစ်ကြလော့ကြမ်းတမ်းစွာမပြုတ်ကြနဲ့ဒီနေ့ယောက်ျားတွေတဲ့ကိုခင်မွန်းကိုချစ်ပါတဲ့ကြမ်းတမ်းစွာမပြုတ်နဲ့ဆိုတော့ကျွန်တော်တို့မိန်းမတွေရဲ့လက်နက်ကနှုတ်ဖြစ်တယ်ယောက်ျားတွေရဲ့လက်နက်ကလက်ဖြစ်တယ်ဆိုတော့တခါလေမှာယောက်ျားတွေလည်းယောက်ျားလက်နဲ့တုံးတတ်တယ်မိန်းမတွေလည်းမိန်းမလက်နဲ့တုံးတတ်တယ်မိန်းမတွေရဲ့လက်နက်ကပါဇက်ပါပဲပါဇက်ဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကကြိုက်တာပြောလိုက်မယ်သူတို့ကိုဖျားခင်ပေးတဲ့နှုတ်တတ်တဲ့ကိုရန်သူဒီမှာမတုံးမနဲ့အိမ်မှာတုံးနေတာ哦အမားလေးပါနိုင်တယ်လေဒါပေမဲ့ကျွန်တော်တို့ကဒါကိုနားလည်ပြီးမှကျွန်တော်တို့နားလည်ပေးဖို့တိခံပေးဖို့အင်မတန်မှအရေးကြီးတယ်။အော်နော်နင်တို့နှုတ်တက်တီးနဲ့နင်တို့ကိုဖျားပေးထားတဲ့အရာနဲ့နှုတ်နဲ့တုံးနေငါတို့လည်းလက်တုံးမယ်ဆိုရင်တော့မဖြစ်တော့ဘူးအဆင်မပြေတော့ဘူး။ဘာကြောင့်လဲဖျားသခင်ကကျွန်တော်တို့ကိုခွန်အားပေးထားတာကမိမကိုဆိုဖို့ကြမ်းတမ်းစွာပြုဖို့မဟုတ်ပါဘူး။ချစ်ဖို့ဖြစ်တယ်နားလည်ပေးဖို့ဖြစ်တယ်ဖျားပေးထားတဲ့ခွန်အားတွေကဘယ်မှာတုံးရမလဲဆိုရင်ရန်သူကိုတိုက်တဲ့နေရာအခုလိုမျိုးအလုံးလုံးနဲ့ပင်ပန်းနဲ့ main group တွားရမယ်ငါတွားမယ်ဆိုတဲ့နေရာမှာတုံးဖို့အစာရှောင်စုတောင်းခြင်းတွေရှိတယ်ငါအိတ်လို့ရတယ်ငါအာယူမယ်မဟုတ်ဘူးဖျားပေးတဲ့ခွန်အားတွေကစုတောင်းခြင်းနေရာမှာတွားဖို့ဒီနေ့မိတ်ဆွေစာတန်ဆိုတဲ့ရန်သူကိုတိုက်ဖို့ကလောကနီးရမှာမရှိဘူးစုတောင်းခြင်းနဲ့အစာရှောင်ခြင်းနဲ့နှုတ်ကပတ်တော်နဲ့ပဲတိုက်ရတယ်နော်ဒီကျမ်းစာထဲမှာဖတ်ကြည့်မဿဲ4မှာလေယေရှုကနှုတ်ကပတ်တော်နဲ့ပဲတိုက်ခဲ့တယ်အိုးယောရှုရူမှာဆိုင်ဖျားလူတွေကိုကြည့်လိုက်ချီးမွမ်းခြင်းနဲ့တိုက်လိုက်စုတောင်းခြင်းနဲ့တိုက်လိုက်နဲ့တိုက်တာပြောခြင်းတဲ့ဘောကဒီနေ့ရန်သူကိုကျွန်တော်တို့တိုက်ဖို့အတွက်ဖျားသခင်ကျွန်တော်တို့ကိုပေးထားတဲ့ခွန်အားကိုကျွန်တော်တို့တုံးသက်ဖို့ကျွန်တော်အနေနဲ့အထူးသဖြင့်အားပေးခြင်းနဲ့လူပုဂ္ဂိုလ်2ဦးအကြောင်းကိုပြောခြင်းနဲ့ချစ်တတ်သူနဲ့မချစ်တတ်သူပေါ့မချစ်တတ်သူအကြောင်းကိုမပြောတော့ဘူးချစ်တတ်သူအကြောင်း2ယောက်ကိုပဲပြောမယ်ပထမကတော့ဟောရှေကချစ်တတ်တဲ့သူဖြစ်တယ်သူကဘာကြောင့်မို့ချစ်တတ်တယ်လဲဆိုရင်သူ့ရဲ့အိမ်ထောင်အစပြုတ်ကလေးကနဲ့ဖယားသခင်ရဲ့အလိုတော်နဲ့အညီနောက်ဆုံးပြောပြဆိုဖယားပြောတဲ့အတိုင်းဖယားစကားကိုနားထောင်ပြီးမှတည်ဆောက်တဲ့အခါမှာဟောရှေကသူ့ရဲ့အိမ်ထောင်ရေးဟာအစမှာမလှပေမဲ့မိမကထွက်ပြေးပေမဲ့နောက်ဆုံးမှာလှပတဲ့အိမ်ထောင်တစ်ခုဖြစ်လာခဲ့တာဖြစ်တယ်ဆိုတော့ဒါကချစ်တတ်တဲ့နှလုံးသားချစ်တတ်တဲ့နှလုံးသားကဘယ်ကနေတွားယူရတယ်လဲဆိုရင်ဖယားခင်အလိုတော်ကိုဝန်ခံပြီးမှအိုးဖယားကနော်ဒါမျိုးမကြိုက်ဘူးဒလိုမကြိုက်ဘူးနော်ဒလိုမျိုးဥဆောင်ရမယ်ဆိုတဲ့ဖယားရဲ့နိယာမှာတမာတရားနဲ့ဥဆောင်ဖို့အတွက်ပြောထားတာဖြစ်တယ်ဒီကျမ်းပိုက်ကိုကျွန်တော်အနေနဲ့ဖတ်လို့ပါတယ်စာလံ120ခွန်အငယ်1မှာသာရပြားသည်အင်ကိုစောက်တော်မမူလင်စောက်တော်သူတို့သည်အချင်းဤစောက်ကြ၏သာရပြားသည်မြို့ကိုစောက်တော်မမူလင်ကင်းစောက်တို့သည်အချင်းဤစောက်ကြ၏အိမ်ထောင်မှာဖယားရဲ့နေရာမှာနဲ့တီဆောက်မယ်ဆိုရင်အဲ့ဒီအိမ်ထောင်ကတာယာမယ်ပျော်ရွှင်မယ်ဝမ်းမြောက်မယ်နောက်တစ်ယောက်ကတော့ဘယ်သူလဲဆိုရင်ယောရှုဖြစ်တယ်ယောရှု24အငယ်15မှာငါနဲ့ငါအိမ်သားဖြစ်လင်သာရဖျားကိုသာဝတ်ပြုမည်ဟုဆိုလေတော့တဲ့အဲ့ဒီအချိန်မှာယောရှုနဲ့ဣသရေလလူမျိုးဖျားလူမျိုးတွေကြားမှာကိုးကွယ်ခြင်းပြဿနာဖြစ်နေတယ်
အဲ့ဒီအချိန်မှာယောရှုကပြက်ပြက်သားသားငါနဲ့ငါအိမ်သူအိမ်သားဖြင့်ဖျားကိုပဲကိုးကွယ်မယ်ဆိုမှဖျားကိုပဲရွေးချယ်ပြီးမှဒီကနေ့ဖခင်ဖြစ်တဲ့ယောရှုဟာမအိမ်ထောင်ရဲ့ရှေ့မှာရက်တည်လိုက်တဲ့အခါမှာ blessing ရတာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေနဲ့ကျွန်ုပ်လည်းဒီကနေ့ကိုးကွယ်ခြင်းနဲ့ပတ်သက်ပြီးမှနော်ဩဝါဒမာယွမှုတွေအများကြီးရှိနေတဲ့ကာလဖြစ်နေပြီ။ဟိုဖျားဘာလာဖျားဟိုဖျားနေဖျားကိုးကွယ်တယ်ဆိုတဲ့ဟာမျိုးဟိုအမန်တဲ့တရားမန်တယ်ဆိုတဲ့အချိန်ကာလမှာယောရှုကဲ့သို့ပဲငါနဲ့ငါအိမ်သူသားအိမ်သားဖြစ်တယ်ဆိုရင်ခရစ်တော်ကိုပဲကိုးကွယ်မယ်ခရစ်တော်နောက်ကိုပဲလိုက်မယ်ကိုရောတွင်တင်ပါလမ်းပြပါဆိုပြီးမှယောရှုကဲ့သို့ပဲမဖျားရှေ့မှာနော်မိသားစုကိုစားရက်တည်မယ်ဆိုရင်မိတ်ဆွေရဲ့ရက်တည်ခြင်းဟာဒီကနေ့ယောရှုနဲ့မိသားစုခန္ဓာပြီးဝင်စားရသလိုမိတ်ဆွေနဲ့ကျွန်ုပ်ကိုလည်းဖျားသခင်ကကောင်းကြီးပေးလာမှာဖြစ်တယ်။နောက်ဆုံးအနေနဲ့ချစ်တတ်ဖို့ဆိုရင်ဘာလို့တလဲဆိုတော့ကျွန်တော်တို့အသက်တာထဲမှာတကယ်ပဲ 100% ချစ်တတ်သွားဖို့ဆိုရင်ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုရရှိဖို့လိုအပ်တယ်။ဖျားသခင်ရဲ့ချစ်ချင်းမေတ္တာကိုနားလည်မှသာလျှင်မိတ်ဆွေချစ်တတ်မှာဖြစ်တယ်။အဲ့ဒီအကြောင်းအရာကိုရှောလုခေါ်ပေါလုရဲ့အသက်တာနဲ့ဥပမာပေးခြင်းနဲ့တမန်တော်ဝတ္ထုအခန်းကြီး8အငယ်3မှာရှောလုသည်အသင်းတော်ကိုဖျက်ဆီးလေ၏အိမ်များတို့ဝင်ပြီးလျှင်ယောက်ျားမိန်းမတို့ကိုဆွဲငင်၍ထောင်ထဲသို့လောင်ထားတတ်၏ရှောလုမချစ်တတ်တဲ့ဘဝမှာပါလေယုံကြည်သူတွေကိုဖမ်းဆီးပြီးမှနော်ထောင်ထဲမှာလောင်တယ်အိမ်တကားတွေဖွင့်နော်အခုအာနာသိမ့်ပွဲမှာတွေ့တယ်မဟုတ်လားဆိုင်တကားတွေကိုနင်းခွဲနော်ရိုက်ဖွင့်ပြီးမှမတရားတက်ဖြတ်တာပေါ့အဲ့လိုမျိုးပေါ့ရှောလုမချစ်တတ်တဲ့အခါမှာသူကယုံကြည်သူတွေအိမ်ကိုဝန်ယောက်ျားမိန်းမတွေကိုဖမ်းပြီးမှနှိပ်စက်ပြီးမှသူကထောင်ထဲမှာထည့်တယ်ဒါပေမဲ့သူ့ဘဝယေရှုခရစ်တော်ရဲ့မေတ္တာကိုရရှိသွားပြီးမှယေရှုခရစ်တော်ရဲ့နော်အချစ်ကိုနားလေသွားတဲ့အခါမှာအရင်ကသူကလူတွေကိုဖမ်းဆီးပြီးမှချုပ်နှောင်ပြီးမှရိုက်တတ်တဲ့သူဖြစ်ပေမဲ့ပြောင်းပြန်ဖြစ်သွားတယ်ဆိုတဲ့ကျမ်းပိုက်လေးကိုဖတ်လို့ပါတယ်ယောမအခန်းကြီး1အငယ်16မှာငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှက်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူဒလူနောက်၌ဟေရဒလူယုံကြည်သည်မြတော်သူအပေါင်းတို့ကိုကယ်တင်စေတော်ဖျားသခင်၏တကိုးတော်ဖြစ်၏အရင်တုန်းကတော့ယုံကြည်သူဘုရားသားသမီးတွေကိုညှဉ်းပန်းနှိပ်စက်ဖမ်းဆီးချုပ်နှောင်မှထောင်ထဲခဲ့တဲ့သူကတော့သူကပြောင်းပြန်ဘုရားရဲ့မေတ္တာကိုရတဲ့အခါမှာလူတွေကိုခွန့်လွတ်ခြင်းတရားအပြစ်လွတ်ခြင်းတရားအပင်ငရေကနဲ့ကယ်တင်ပေးတဲ့သူဟာယေရှုဖြစ်တယ်ဆိုတဲ့ဧဝံဂေလိသတင်းစကားကိုဝေငှရင်းနဲ့လူတွေကိုပြန်လေပြီးမှကယ်တင်ခြင်းအမှုမှာသူတက်ဆွမ်းတလောက်ပါဝင်ခဲ့တယ်တဲ့ဒါကြောင့်မို့ချစ်ချင်းမေတ္တာရှိတဲ့သူကလူတွေကိုကယ်တင်တဲ့အမှုကိုလုပ်တယ်ချစ်ချင်းမေတ္တာမရှိတဲ့သူကလူတွေကိုနှောက်ယှက်တယ်ရန်ထောင်ပေးတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီနေ့ညအားပေးချင်တာကတင်ချစ်တတ်ဖို့ချစ်ချင်းမေတ္တာနဲ့အသက်ရှင်နေဖို့အတွက်ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့မိတ်ဆွေရဲ့နှလုံးသားထဲမှာချစ်ချင်းမေတ္တာနဲ့အသက်ရှင်မယ်ဆိုရင်မိတ်ဆွေရဲ့အနာဂတ်လာပါမယ်မိတ်ဆွေရဲ့မိသားစုအသင်းတော်မှာကောင်းကြီးဖြစ်စေမယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့နှလုံးသားထဲမှာချစ်ချင်းမေတ္တာရရှိဖို့အတွက်ဖရာသခင်ရဲ့နော်ချစ်ချင်းမေတ္တာကိုတောင်းခံရအောင်ဖရာသခင်ရဲ့ချစ်ချင်းမေတ္တာကိုရရှိဖို့အတွက်ကျွန်တော်တို့စံတပြင်းပြရအောင်တကယ်ပဲကျွန်တော်တို့နှလုံးသားထဲမှာဖရာသခင်ရဲ့ချစ်ချင်းမေတ္တာကိုနားလေသွားမယ်ဖရာသခင်ကျွန်တော်တို့ကိုဘလောက်ထိချစ်တယ်လဲဆိုတာကိုသိသွားတဲ့တရက်မှာမိတ်ဆွေကအိမ်ထောင်ကိုလည်းချစ်တတ်လာမယ်ညီအကိုတွေကိုလည်းချစ်တတ်လာမယ်ပျောက်ဆုံးဝိညာဉ်တွေကိုချစ်တတ်လာပြီးမှကိုယ့်အတွက်မစင်စားတော့ဘဲနဲ့ခရစ်တော်ရဲ့စိတ်သဘောထားအတိုင်းသူတပါလွတ်မြောက်ဖို့သူတပါကောင်းကြီးခံရဖို့သူတပါအပင်ငရေကနေလွတ်မြောက်မဲ့နေရာမှာမိတ်ဆွေအင်းတဲ့အားတိုက်နဲ့ပါဝင်ကဘုရားခင်အသုံးပြုတဲ့သူဖြစ်စေမယ်ဆိုတဲ့နှုတ်ကပတ်တော်နဲ့ဒီနေ့ညမှာအားပေးခြင်းနဲ့အရောက်စီတိုင်းကိုဘုရားခင်ကောင်းကြီးပေးပါစေ။